2020တုန်းကထွက်ရှိခဲ့ပြီးတော့အတော်လေးကိုအောင်မြင်ခဲ့တဲ့ကန်နဒါစကားပြောရုပ်ရှင်ကန်တာရာရဲ့မူလအစဇာတ်လမ်းကိုပြန်လည်ပြထားတဲ့ကန်တာရာ A Legend Chapter 1ဟာထွက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုလို့ရှိရင်တော့1980မှာရှီဘာဆိုတဲ့ကောင်လေးရဲ့အဖေကဖျားပွဲတစ်ပွဲမှာကနေတော့ရုတ်တရက်သောထဲကိုပြေးသွားပြီးတော့တူးစင်းစင်းပဲပျောက်ကွယ်သွားခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကန်တာရာဆိုတဲ့ဒဏ္ဍာရီလာတောနက်ကြီးဆိုတာလည်းရှိခဲ့ပါတယ်။ဟိုးအရင်တစ်ချိန်တုန်းကဘရင်အုပ်ချုပ်တဲ့တိုင်းပြည်တစ်ပြည်မှာဘရင်တစ်ပါးဟာနတ်ကိုကိုးကွယ်ပြီးတော့တီးခြားနေထိုင်တဲ့လူမျိုးစုရှိရာကန်တာရာတောထဲကလူတွေကိုအနိုင်ကျင့်မင်းမှုကိုစ조사ခဲ့ပါတယ်။ဒါပေမဲ့နတ်တွေရဲ့ပျက်စီးခြင်းကိုခံရပြီးတဲ့နောက်မှာတော့တောထဲကလူမျိုးစုတွေဘယ်သူမှသွားပြီးတော့ထိလို့မရတော့ဘူး။ဒါပေမဲ့ဘရင်ကြီးရဲ့နောက်ဆုံးမျိုးဆက်ဦးလေးရှိခါဆိုတဲ့မင်းသားကဘရင်ဖြစ်လာတဲ့အချိန်မှာတောထဲကိုအမဲလိုက်ထွက်ကြတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာဒီဇာတ်ကားလေးကိုကြည့်ရှုရင်းနဲ့သိရှိရမှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ IMDb rating 8.5 အထိရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ epic mythological action ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုကြည့်ရှုရင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel ထဲမှာတင်ဆက်ပေးထားပါတယ်။ Telegram channel link ကိုလည်းဒီ post ရဲ့ comment ထဲမှာထည့်ပေးထားပါတယ်ဗျ။